ကျွတ်တို့သုံးလောကထိုးထားသဗ္ဗညုမြတ်စွာဘုရားသခင်ကိုရောမြတ်ဤသာဝကာကြီးဖြစ်တော်မူသောရှင်မဟာကတ္တဗကိုရောမြတ်ကြီးသည်နိရောဓသမ္မာဘမှအထအဲ့ဒီနိရောဓသမ္မာဘမှထပြီးသောအခါငါသည်ဒီကနေ့မြည်သည့်ပုဂ္ဂိုလ်ရဲ့ဆွမ်းကိုအလှခံရပါမလဲဘယ်သူဆွမ်းအလှခံရပါမလဲချမ်းသာတဲ့ပုဂ္ဂိုလ်များကတော့နောက်ဘဝကပုပ္ပေစကြောင့်လှူခဲ့တဲ့ကုသိုလ်အဟုန်နဲ့နတ်ဘုံတမျှတိုက်ကြီးဓာကြီးအင်းကြီးတွေနဲ့ချမ်းသာသာနေကြရသည်ဒီကနေ့ငါသည်ဆင်းရဲသောပုဂ္ဂိုလ်ရဲ့ဆွမ်းကိုအလှခံမယ်မြည်လို့ချီးမြှောက်ရပါမလဲလို့ကြည်လိုက်တော့တရားနာပရိသတ်ကြီးအထီးကျန်ဘဝနဲ့တယောက်တည်းတောင်းဆန်းနေရတဲ့ကလေးမလေးသွားမြင်လိုက်ဒီကလေးမလေးသွားမြင်လိုက်တော့ဒီကလေးမလေးသည်ဟိုးစဉ်အခါကတော့ပတ်စံရှိသောတိုက်ကြီးနဲ့နေသည်သို့ပါတော့လဲအဲ့ဒီအိမ်မှာအဟိဝါဒယောဂလို့ဆိုတဲ့ရင်နာယောဂတစ်ခုဆွဲကပ်လာသဖြင့်မွေစိတ်ကဲ့သို့လျင်မြန်သောရင်နာယောဂတယောက်ကိုဒီယောဂဖြစ်ရင်တအိမ်လုံးသိတတ်အဲ့ဒီလိုတအိမ်လုံးသိတတ်တယ်ပြေးမှလွတ်မပြေးရင်မလွတ်ဘူးခုခေတ်လို့ဆိုရင်ပလေယောဂကြွယောဂတို့လူလားတော့မပြောတတ်ဘူးပေါ့ဒီလိုနေပါလိမ့်မယ်နဲ့တူပါရဲ့အဲ့ဒီရင်နာယောဂဖြစ်လာတော့မိမိအိုအိမ်ပစ္စည်းသာသမီမိဘကိုဘယ်သူမှခင်တွယ်လို့မရပြေးတဲ့လူလွတ်တယ်မပြေးရင်အကုန်ကူးပြီးတအိမ်လုံးသိအဲ့ဒီလိုတအိမ်လုံးသိတဲ့ယောဂကြီးဆွဲကပ်လာသောခါမှာခပ်ပြီးဒီကိစ္စငါပြေးမှဖြစ်တော့မှပဲမပြေးရင်ဒီယောဂကြီးငါကိုကူးဆက်ပြီးတော့ငါပါသေတော့မှပဲပြေးညီခင်တွဲမနေနဲ့ခင်တွဲနေလို့ရှိရင်ညီသေတော့မှပဲဆိုပြီးတော့တယောက်ထဲအလို့ယုံပြီးတော့ထွက်ပြေးလာတဲ့ကလေးမဟိုအိမ်ရောက်ဒီအိမ်ရောက်သူများတစ်စက်မိတ်အောက်ခွက်ကလေးကိုင်းပြီးတော့တောင်းစားနေရတဲ့ကလေးမပေးပါကမ္မရဇာဇာနဲ့သူပဲလူပဲကိုစားနေရတဲ့ဘဝအဝတ်တစ်ထဲကိုတစ်ခုနဲ့ဒီလိုစားနေရတဲ့ကလေးမလေးကိုမြင်တော်မူတယ်သူ့လှူစရာကကြည့်လိုက်တော့လေထမင်းကြိုထမင်းတို့အယိုးအရင်ဒီကနေ့သူ့လှူနိုင်တဲ့ပစ္စည်းကဘာရှိထမင်းကြိုလေးတွေတော့သူ့ခွက်ထဲရှိပါလားထမင်းကြိုလေးတွေရှိတော့လဲငါကိုယ်တော်မြတ်ကြွသွားသောအခါအလှခံသောအခါမှာသူ့လှူနိုင်တဲ့စေတနာလေးရှိပါမလားကြည့်လိုက်လှူနိုင်တယ်ငါကိုယ်တော်မြတ်ကြွရင်သူလှူမယ်သူလှူပြန်မှာတော့ဂေါဒိဋ္ဌဓမ္မအကျိုးပေးနိုင်ပါမလားကြည့်လိုက်အကျိုးပေးနိုင်တယ်အကယ်၍ဒီကလေးမလေးထံကိုငါရောက်အောင်မကြွပါကဒီကလေးမသည်မဲ့ဖိုးနဲ့နတ်ရွာသူဂတိမှာအချီးနှီးဖြစ်ရှာတော့မြည်တကားမြင်တော်မူလို့ရှင်မဟာကတ္တဗကိုတော်မြတ်ကြီးကြွဆင်းရဲတဲ့ဆောင်းအလှခံမဲ့ဆိုပြီးကြွလာလိုက်တာတရားနာပိဋကလာလိုက်တဲ့နတ်သမီးတွေတအုပ်ကြီးပိဋကဘာတွေတို့နတ်သမီးတွေဟေးလာဟေးတို့လူရအောင်ဟေးလူရအောင်ဟေးနဲ့ယုံနဲ့လာကြရှင်ဗျာရှင်မကတ္တဗကိုတော်မြတ်ကြီးတပည့်တော်တို့ဆောင်းလှူပါရစေဆောင်းလှူခံတော်မူပါဗျာဟဲ့မလှူဘူးသွားကြအလှူမခံဘူးအလှူမခံဘူးသွားကြတရားတရားရှိလုံးလို့ပါဗျာနင်တို့တရားတရားရှိတာရှိပါစေ
လူဘဝကကုသိုလ်ကောင်းမှုတွေပြုလို့အဲ့ဒီကုသိုလ်အဟုန်နဲ့နတ်ဘုံကိုရောက်လာတာသင်တို့ကချမ်းသာတယ်ကိုဘုံဗိမာန်ကိုချမ်းချမ်းသာသာနဲ့စံစားကြပြန်သွားကြငါအလှမခံမဟုတ်ပါဘူးဗျာတရားတရားရှိလုံးလို့ပါဗျာဒီနာသမီးတွေသွားကြလို့ဆိုမှမဟုတ်ပါဘူးဗျာလှူခြင်းလုံးလို့ပါဗျာတခါရဲတရားနာပရိသတ်ကြီးလက်ဖြောက်တီးလိုက်ရှင်မကသဗ္ဗကိုရောင်မြတ်ကြီးလက်ဖြောက်တီးကျုပ်ကတောက်ခေါက်ပြလိုက်လက်ဖြောက်တီးလက်ဖြောက်တီးတော့မနေနိုင်နာသမီးတွေလန့်ပြီးဖြိုခရမ်းနဲ့ပြေးကြတချို့တစားပရားတွေကိုယ့်ကိုကာရနဲ့ကြည့်နော်တရားနာပရိသတ်နည်းနည်းလေးတော့ဟိုဘဟုတုတထူးထူးဆန်းဆန်းလေးမှတ်သွားပေါ့ယဟန္တာများလက်ဖြောက်တီးရင်လေပရိသတ်မြည်သည့်ပုဂ္ဂိုလ်မှနေနိုင်မှုတဲ့ဗျမှတ်သွားနော်ယဟန္တာများလက်ဖြောက်တီးရင်မြည်သည့်ပုဂ္ဂိုလ်မှမနေနိုင်ဘူးပြေးကြတော့ယဟန္တာကြီးတွေလက်ဖြောက်တီးရင်ဘယ်သူမှမနေနိုင်နတ်သမီးတွေပြေးကြဖယိုဖဲနဲ့ပြေးသွားတာတရားနဲ့တွေ့ပြေးကြဖယိုဖဲနဲ့ကတ္တဝကိုရောမြတ်ကြီးကလက်ဖြောက်တီးလွတ်လိုက်လို့မနေနိုင်မဲနဲ့ပြေးလာရပါတယ်နင်တို့ကဘာသွားလို့ရှင်မကတ္တဝကိုရောမြတ်ကြီးဆွမ်းလှူခြင်းလူသွားတာအလှမခံဘူးနေအိုနင်တို့ကဘယ်ပုံစံနဲ့သွားတာဒီပုံစံနဲ့သွားတာလေဘယ်ရလိမ့်နင်တို့ဆုံးလောင်းသွားတာရှိုးနဲ့မိုးနဲ့ဟေးဒီရှိုးမျိုးနဲ့သွားလို့အလှမခံဘူးဒါမဲ့ငါလှူပြမယ်တရားမင်းကအရင်သူကလှူခဲ့ဘူးသကိုပရိသတ်ရဲ့အရင်တခါရှင်မကတ္တဗကိုရောမြတ်ကြီးဆင်းရဲတဲ့ဆောင်းကိုအလှခံမယ်ဆိုလို့အဖိုးကြီးဖွားကြီးရောင်ဆောင်းပြီးတော့သူကလှူခဲ့ဘူးသည်လှူခဲ့ဘူးတယ်အဲ့ဒီလိုလှူခဲ့ဘူးတော့တရားနာပရိသတ်ကြီးအခုလည်းပဲသူကလှူရလိမ့်မယ်လို့ထင်တယ်ဟေးငါသွားလှူပြမယ်ကြည့်ကြတရားနာပရိသတ်ကြီးနည်းနည်းလေးတရားနာရင်လည်းပဲလှူခြင်းစိတ်ကလေးတွေတဖွာဖွာပေါ်ကြပေါ်အောင်ကြိုးစားကြနတ်ပြည်တရားပြည်ဘုံကြီးမရှိဘူးပရိသတ်နတ်တွေတရားတွေလှူခြင်းလို့ရှိရင်လူပြေဆင်းပြီးတော့လှူကြရပါသည်ဘုံကြီးမရှိဘူးနတ်ပြည်လူပြေကအားရအောင်လှူသွားကြခင်ဗျားတို့ကျွတ်တို့ခေတ်တော့ပေါ်တဲ့ဘုံကြီးတွေမလှူခြင်းရင်လားဘယ်လန့်သွားကြရဟန်တန်ဃာတော်တွေတွေ့ရသည်လှူကြစမ်းမှကြိုးစားပြီးတော့တချို့ကြတော့လေဘုန်းကြီးတရားမပေါက်တတ်ဘူးဘုန်းကြီးမကြည်ညိုတတ်ဘူးနေရတဲ့ကသူတို့တွေ့မကြည်ညိုတတ်တော့သံဃတအဝဏံဘာတိသံဃာတော်ရဲ့ကျေးဇူးမဲ့ကဲ့ရဲ့သောစကားတွေကိုသာဆိုတတ်ကြသည်ပွဲသွားလဲတွေ့တာရုပ်ရှင်သွားလဲတွေ့တာဘောပွဲကြတော့လေရဲလို့အပြစ်တင်မကြည်ညိုတတ်လို့မကြည်ညိုတတ်ခင်ဗျားတို့ကုသိုလ်ကောင်းလိုက်ဇပ်ပွဲသွားကြည့်ပြန်တော့လေဘုန်းကြီးတွေကြည်ညိုနိုင်သည်ဘလောက်ဟန်ကြပွဲသွားတော့လေဘုန်းကြီးနဲ့ရုပ်ရှင်သွားတော့လေဘုန်းကြီးနဲ့ဘောပွဲသွားတော့လေဘုန်းကြီးနဲ့ကြည်ညိုခြင်းနဲ့ပုဂ္ဂိုလ်တွေအတွက်ကတော့ကုသိုလ်ကြီးရုပ်ရှင်ပွဲဘောပွဲအငိမ်ပွဲဇပ်ပွဲသွားတဲ့ဘုန်းကြီးတွေဘက်ကကျုပ်ကာဘာလုပ်ပေးတာမဟုတ်ဘူးယို့ကြည်ညိုတတ်အောင်မင်းတို့မင်းကြီးတန်ခါကြီးညိုတဲ့နေရာမှာပြင်စမသင်္ဃာယနာတင်မင်းတရားကြီးဘုန်းကြီးတွေငါကြီးညိုတော့ကွာတယ်ညစာမစားဘဲနဲ့မိမမယူတာကိုကြီးညိုလှမိမမယူတာကြီးညိုရောဗောမင်းတို့မင်းကြီးကသူကမိမတွေတပြုံကြီးနဲ့နေတဲ့လူကိုတို့တဲ့သားတယ်ဆိုပြီးတော့ကြီးညိုသည်ဒါကြောင့်ကိုယ့်တဲ့သားကြီးညိုတန်းတကားတို့ကြိုးစားကြတချို့ကပွဲကြည့်ပါဘုန်းကြီးညာဘုန်းကြီးမလုံးနဲ့ဘုန်းကြီးပွဲကြည့်တာအပြစ်မရှိဘူးလို့ဘယ်သူကပြောတော့အပြစ်ရှိသားပဲအဲ့ဒီအပြစ်ရှိတဲ့ဘုန်းကြီးရဲ့အပြစ်ကိုတမင်သက်သက်ဘာဘုန်းကြီးညာဘုန်းကြီးဆိုတော့ဟောဘ
ဘုန်းကြီးရတဲ့အပြစ်ကိုတမင်တက်တက်ကိုကခွဲယူမှတ်ထားအောင်သေးသေးချာချာနောက်ပွဲခင်းတဲ့ဘုန်းကြီးတွေ့ရင်ဗာဘုန်းကြီးညာဘုန်းကြီးမလုံးနဲ့ဘုန်းကစီးထားတဲ့ဖဏတ်တွေကလည်းမြင့်ဘုန်းကြီးတွေပွဲကြည့်တာမမြင်တဲ့ချင်းရင်ကြုံမှာခဲ့မယ်ပွဲခင်းတဲ့ဘုန်းကြီးတွေ့ရင်လေဒီမဲ့ဖဏတ်ကလေးချို့တပည့်တော်ကရဟန်းတန်ခါဆိုသိကြည်ညိုတာဗျာရှင်မရရပေါင်ဗျာတပည့်တော်ကတော့ကျင်လို့ပါဗျာရှစ်သာနိုင်နိုင်ခိုးပွဲခင်းတဲ့ဘုန်းကြီးပြောက်သွားလိမ့်တကယ်ပြောတာပါကျွတ်တို့ဘုန်းကြီးတွေဟာလေຫນွေကဘလောက်ပူပေမဲ့လို့ပွဲကြည့်ရင်သင်္ကန်းခေါင်းပေါ်တော့ခြုံလိုက်သေးတာမရှက်လို့ကြည့်နေတာမဟုတ်ဘူးဘုရားကြီးတန်ဃာတော်တွေရှက်တော်မူရသည်ရှက်ဘာလို့ကြည့်တော့ဖေမနေနိုင်လို့ကြည့်တာဩဥထုဇင်ကိုတဒိန်ဒိန်ဆိုတော့လေလှုပ်လှုပ်ရတာဖြစ်တော့ထွက်ကြည့်ရတယ်မကြည့်တဲ့ချင်းလဲမကနဲ့ပေါ့မျက်စိပါတော့ပုထုဇဉ်တွေမနေနိုင်လို့ကြည့်ကြသည်ကြည့်ပေမဲ့လို့တန်ဃာတော်တွေမှာခမည်းတော်ထက်ရှက်တဲ့စိတ်ရှိလို့သင်္ကန်းအိုက်ပေသည်ခေါင်းမူခြုံတော်မူကြသည်သင်္ကန်းခေါင်းမူခြုံလေးနဲ့မနေနိုင်လို့သာကြည်ရငါဆွမ်းကအိမ်ကတက္ကမကြီးများတွေးနေမလားဆွမ်းကအိမ်ကတက္ကကြီးများတွေးနေမလားအမလီတကယ်ရင်းနှီးတဲ့တက္ကများပွဲခင်းနဲ့တွေးလိုက်ရင်လေအဲ့ဒီကိုတော်ရဲ့ခြေတော်ဟောပဲပြုတ်တဲ့သွက်ဘယ်ရောက်သွားမှမသိဘူးရှိုးရှိုးနဲ့ထွက်ပြေးတာဟုတ်တယ်ပဲတဲ့များသိသွားတာမန္တလေးကျွတ်တို့ပဲတဲ့တွေလေဟောဆောင်းတွင်းများနှင်းကဝေဝေနဲ့ပဲဆိုလိုက်ရှိဘူးသိမြန်နာနှင်းနေတဲ့ပျောက်သွားအဲ့ဒီမန္တလေးကပဲပြုတ်တဲ့ရဲ့ခြေတော့တဲ့သွက်တဲ့ဗျာရှက်လို့မတွေ့ခြင်းတဲ့တရားတော်မှယဉ်နှီးတာတွေတွေ့ရင်အဲ့ဒါလိုကြွတော်မူသည်ဒါကြောင့်တရားနာပရိသတ်ကြီးပွဲခင်းနဲ့ရှ िख ိုးတာကျွတ်တို့ဘုန်းကြီးတွေမှာရိုက်တာတဲ့နာသည်ပရိသတ်ရှစ်တာနိုင်ခိုးပါသွားပါလိမ့်မယ်ဘုန်းကြီးတခုတော့ရှိရဲ့အာဇရှာဇာကောင်းတဲ့ကုတော်ဆိုရင်လည်းတက္ကမကြီးစောင်းနာလားရှ िख ိုးဟန်ကြဘီလိုက်ရတဲ့ပလင်းလောက်ပြဆိုတော့ကတကငရဲကြီးတာမှဟုတ်ပဲဒါလည်းထဲပြောရသေးတာကိုဒါကြောင့်တရားနာပရိသတ်ကြီးဘုန်းကြီးတွေပေါ်တဲ့ကျွတ်တို့လူဘဝမှာကြိုးစားပြီးတော့လှူကြကြည့်အခုလူပြေဆင်းလူရတယ်ဗျနတ်တွေတရားတွေတရားမင်းဆင်းပြီးလူပြေကိုတရားမင်းကအရင်အယောင်တိုင်းဆင်းတာမဟုတ်အယောင်ပြောင်းဆင်းပြိဿတရားဘယ်လိုလုပ်ဆင်းအဖြူနဲ့အဝါပြောင်းတာမဟုတ်ဘူးအယောင်ပြောင်းတယ်ဆိုတာတရားရုပ်ဖြောင်းအဖိုးကြီးရုပ်ဖန်ဆင်းစံတွေမဖြူခြင်းမဲနဲ့ဖြူသွားတွေမကြိုးခြင်းမဲနဲ့ကြိုးပရေတွေမတွန့်ခြင်းမဲနဲ့တွန့်ခါမကန်ခြင်းမဲနဲ့ကန်တောင်မွေးကြီးနဲ့ဆွမ်းတွေကိုခွနဲ့ကိုင်းလို့ရှင်မကသဘာကိုတော်မြတ်ကြီးနဲ့ခရီးရင်ဆိုင်ရှေ့တဲ့ကနေပြီးတော့မှန်လှပါဖယားတပည့်တော်အင်မတန်မှဆင်းရဲပါရဖယားအသက်ကလည်းကြီးရင်ပါပြီဖယားတပည့်တော်သေဖို့လာရှိပါတော့ဖယားဖိုးကြီးဖယားတပည့်တော်တို့သနာသဖြင့်အရှင်မယားဆောင်းအလူခံတော်မူပါဖယားလူခံတော်မူပါဖယားဖိုးကြီးပန်းချောင်းနဲ့ပြန်ရိုးသွားကြပါကျုပ်ပါးတွေရွဲ့သွားမှာဆိုရကြည့်အခုအလှခံတော်မူပါဗျာလို့လျှောက်တော့ရှင်မဟာကတ္တဗကိုတော်မြတ်ကြီးကတကူတော်နဲ့ညံမျက်စိကဖွင့်ပြီးတော့ကြည့်လိုက်သူကြည်ရတာဆင်းရဲတာတော့မှန်တယ်ဒါပေမဲ့လို့တရားစိတ်မချရတရားစိတ်မချရဘူးအရင်တစ်ခါဆင်းရဲတဲ့ဆွမ်းအလှခံမယ်ဆိုတော့ကတရားဒီလိုပဲဖိုးကြီးဖွားကြီးအောင်ဖန်ဆင်းဆင်းလိုက်ငါသည်ညံတော်နဲ့မကြည့်ပဲနဲ့အလှခံလိုက်သပိတ်ထဲဆွမ်းရောက်မှနောက်တရားမှန်းပြီတရားစိတ်မချရဘူးမှန်ဆိုပြီးညံတော်နဲ့ကြည့်လိုက်တရားယုတ်ကြီးပေါ်လာဟာ
တရားသခိုးဆိုင်ရလူတွေများလန့်သွားပါဟိုခိုးလူတဲ့တရားမှုတရားသခိုးတဲ့ဟိုတရားနဲ့ဘာမှမဆိုင်ဘူးဟာတရားသခိုးလို့ပေါ်လိုက်တော့တရားလန့်သွားသွားပြင်းဆောင်ငါအလှမခံဘူးငါဆင်းရဲတဲ့ဆန်းကိုအလှခံနေမှန်လားပါဗျာတပည့်တော်လှူခြင်းလုံးလို့ပါဗျာဩဒီတရားသွားလို့ပြောနေတရားတရားရှိလုံးလို့ပါဗျာဩလူပြေကကုသိုလ်ကောင်းမှုတွေနဲ့နတ်ဘုံနာနတ်သမီးတွေအများကြီးနဲ့တရားဖြစ်ခံစားလေရဒါဆိုတော်ရောပေါ့ဆင်းရဲတဲ့ပုဂ္ဂိုလ်ငါချီးမြှောက်မလို့ငါရှိရောက်အောင်လာတာရင်လွန်လှပြီသွားတရားငါလူမခံဘူးရဘူးနောက်တရားလက်ဖြောက်ဒီလွတ်တော့တရားလည်းမနေနိုင်ဘူးပြီးတရားလည်းပြီးရောဒီတော့ဘာလက်နဲ့မှမဆောင်ရဘူးယဟန္တာကြီးလက်ဖြောက်ဒီရင်ဘယ်သူမှမနေနိုင်ဘူးမှတ်ထားဒီတရားဟောတော့မတောက်တစ်ခေါက်တကားတယောက်ကတရားဝဲပြီးရှောက်တယ်တပည့်တော့လက်ဖြောက်ဒီအဲ့ဒါလို့ကြီးတာလေးများတပည့်တော့လိုချင်တယ်လိုချင်ရင်တကားဖြတ်လိုက်ဘာဖြတ်မှာတော့ဘုရားဖြတ်လိုက်အဲ့ဒီလိုရတာကကိလေသာအာသဝကုန်ခန်းသွားတဲ့ယဟန္တာမှရတာဟိုကဖြတ်ပြီးလို့ခမည်းလည်းဖြတ်လိုက်လို့ခမည်းတို့လိုပုထုဇဉ်ကျွတ်တို့လိုပုထုဇဉ်တွေလက်ဖြောက်တီးလို့သာဒီလိုပြေးတဲ့ကိစ္စကြီးရနေရင်ကျွတ်တို့တိုင်းပြည်ဘယ်ကြည်တရီကြည်ဖိုးဆောင်တော့မလို့လက်ဖြောက်ကြီးတီးလို့ကုန်မှာပေါ့ဟိုလိုလှုပ်ဒီလိုလှုပ်နဲ့ဘယ်တရားနာပြေးတာကျွတ်တို့တိုင်းပြည်ကြီးသူများတိုင်းတစ်ပါးကလာပြီးတော့ဟိုဘက်ကထားလိုက်ဒီဘက်ကလာလိုက်ဟိုသွားတိုက်လိုက်ဒီသွားတိုက်လိုက်ဘယ်တိုက်တော့မလို့အဲ့ဒါမျိုးများရရင်ကျွတ်တို့ပမာပြည်ကကိုယ်တိုင်းပြည်လာတဲ့ရန်သူတွေလက်ဖြောက်ကြီးတီးလွှတ်နေမှာပေါ့မှန်ရလားပြေးတာကြီးမှန်ပါဗျာဒါကြောင့်တရားနာပြေးတာဖြတ်လိုက်လို့ကျုပ်ကပြောတာပါမတောက်တစ်ခေါက်နဲ့လိုချင်တာတော့ကောက်ပြောတဲ့လူကရှိတယ်ပြေးတာရဲ့ကြည်တရားနာပြေးတာကြီးအဲ့ဒါလိုလက်ဖြောက်တီးပြီးတော့လွတ်လိုက်တော့တရားမင်းကြီးလည်းပြန်ပြေးပြီဒီလိုနဲ့ရှင်မဟာကတ္တဗကိုရောမြတ်ကြီးရာဇဂိုမျိုးအတွင်းသို့ဝင်ကြွတော်မူလာပြီပြိဿဘယ်ကိုကြွလာရာဇဂိုမျိုးထဲဝင်ကြွတော်မူလာတော့တထေသမီးတွေသူကျွဲ့သမီးတွေတဏခါတွေလိမ့်လို့ပန်းနေပန်းလို့အဝကောင်းစလာတွေဝစ်လို့ရွှေခွက်ကြီးတွေကိုင်းငွေခွက်ကြီးတွေကိုင်းပြီးတော့လာကြဟဲရှင်မဟာကတ္တဗကိုတော်မြတ်ကြီးကြွလာပြီးငါတို့ဆွမ်းလောင်းကြကုန်စို့ရက်ဆောင်ကြရှင်မရတော်မူပါဗျာရတော်မူပါဗျာတပည့်တော်တို့ဆွမ်းလူချင်းလုံးလို့ပါဗျာဟဲ့သွားကြနင်တို့ဆွမ်းငါအလှမခံဘူးတရားတရားရှိလုံးလို့ပါဗျာအိုးတရားတရားရှိပြီမယ်ငါဆင်းရဲတဲ့ဆွမ်းကိုအလှခံမသွားကြနင်တို့တထေသမီးသူကျွဲ့သမီးမဆင်းရဲဘူးချမ်းသာတဲ့လူတွေရဲ့ဆွမ်းကိုငါအလှမခံဘူးသွားကြပြေသာရှင်မကတ္တဝကိုရောမြတ်ကြီးကချမ်းသာတဲ့လူတွေလှူတာအလှခံရဲ့လားမှန်ပါဗျာရှင်မကတ္တဝပါဗျာနော်အဲ့ဒီလိုတရားနာပိဋကကြီးဆင်းရဲတဲ့ဆုံးအလှခံမယ်ဆိုပြီးတော့အလှမခံတော့တပည့်တော်တို့လှူခြင်းလို့ပါဗျာဟဲ့ဒီကောင်မတွေသွားဆိုသွားကြဒီကောင်မဆိုတဲ့စကားကလည်းရှင်မကတ္တဗတပါးသုံးရဲတာကျွတ်တို့ခုခေတ်ဘုန်းကြီးတွေတက္ကမတွေများဒီကောင်မတွေလို့ပြောကြည့်ပါလားပါဇက်ပိုးမြင့်တမ်းငတ်မယ်ပြောတာလှူတာတက္ကမတွေကလှူတာတက္ကမတွေကြီးညိုအောင်လုံးမှာပါဇက်ကစီဆိုးမှာမှန်ရလားပြိဿကြီးဟုတ်တယ်ချက်ရေးပြုတ်ရေးစီနဲ့အသုံးပြုပြီးချက်ကြပြုတ်ကြတဲ့နေရာမှာမိဖို့ကြောင့်တက္ကမတွေကပိုင်တာတက္ကတွေကပါဇက်ရှိတာဒါဝတိကျွတ်တို့တကားကိုအေးကြတော့လေကြုတ်ကြိုက်တတ်တဲ့ချင်းရင်ဟင်းချက်ဟာကောင်းကောင်းချက်ခိုင်းပါလေတကားတွေကပါဇက်ပဲချက်တာကတကယ်တက္ကမတွေချက်တာမှန်လားပြိဿမှန်ပါဗျာဒီတော့ကြည့်လေရှင်မကတ္တဗဟဲ့ကောင်မတွေဆိုတဲ့ကျွတ်တို့ခုခေတ်ဘုန်းကြီးတွေကတက္ကမတွေကိုဟဲ့ကောင်မလို့ဆိုရဲပါဆိုရဲပါဗျာဆိုလို့ကောသိမှာသိပါ
ရှင်မကတ္တဗတပါးပဲဒီအသုံးလုံးမျိုးသုံးရဲဟဲ့ကောင်မတွေသွားကြလက်ဖြောက်တီးလှုပ်ပြေးကြပြန်ရောဒီလိုလက်ဖြောက်တီးလှုပ်လို့ပြေးတော့ဟောခလေးမလေးကလည်းထမင်းကြိုးတွေခွက်ထဲမှာထဲလို့တစ်မြစ်ကလေးပေါ့တစ်ပင်အောက်အနာယူပြီးတော့နေခိုင်းရှင်မကတ္တဗကိုရောမြတ်ကြီးသည်အဲ့ဒီထမင်းကြိုးခွက်ထဲထည့်ပြီးတော့ထားတဲ့အာစာမဆိုတဲ့ကလေးမလေးအပါတို့ရောက်သွားပြီခြေစုံရပ်ပြီးတော့တရားနာပိဋကသဝေကြီးပိုက်ဟောရှင်မကတ္တဗကိုရောမြတ်ကြီးကြွလာပြီငါရှိဆွမ်းရတာနဲ့တူပါရဲ့ငါလည်းလှူစရာမရှိဘူးရှိတော့ရှိတာပေါ့လေသူများပေးတဲ့ထမင်းကြိုးတွေအယိုးအရင်ထမင်းတို့တွေဒါအလှခံမှာမဟုတ်ပါဘူးမသိမှာဘူးအလှခံဒီတိုင်ဦးလဲငါပဲလို့လုပ်ပြီးတော့လှူရပါမတော့အတိတ်စထဗန်းနေပါဗျာတပည့်တော်မှာနောက်ဘဝကလှူခဲ့တဲ့ကောင်မမို့ဟောဒီဘဝမှာအင်မတန်ဆင်းရဲတဲ့ဖြင့်သူများကျွေးသမျှပေးသမျှကိုစားဝတ်နေရတဲ့ဘဝပါဗျာကြော့စွန်းပါဗျာတပည့်တော်မှာကြော်ပြီးတော့တော်ရအိမ်တို့အရှင်မြတ်ဆွမ်းရတော်မူပါဗျာကြော့စွန်းဆူလိုက်ပြိဿဘယ်လိုဆိုတော့ဟေးကြော့စွန်းဆိုတာလဲလောင်းတာပဲနော်တန်ဃာတွေကြွလာရင်လေအကြာကြီးဒုက္ခဖြစ်အောင်ပြစ်ပြစ်မထားနဲ့ကြွခြင်းနဲ့အိမ်ကြွနိုင်အောင်ကြော်စုံးမှာဖရာခတ်တုတ်တုတ်မမြင်အောင်ဆောင်ပြီးတော့ဒုက္ခပေးမထားနဲ့ကျုပ်မန္တလေးတုန်းကမြင်ဘူးလားဒကမတယောက်အိမ်ဆွမ်းရိုက်ဆွမ်းစလုံးကြီးအငွေတစ်ထောင်တောင်းမြင်လို့ကျုပ်ရက်တာပါအဲ့ဒါအငွေတစ်ထောင်တောင်းမြင်လို့ကျုပ်ရက်တော့လေတကယ်ဆိုရင်ကြော်စုံးဆိုပါလားမိဖို့တဲ့ဝင်ပြီးတကကြောင်မမြင်အောင်ကတ်ထိုင်မမြင်သေးလို့နဲ့တူပါရဲ့နောက်ကျုပ်ကမကြွလှမကမကြွတော့ဒကမကအမဲဖနက်ကလေးကြိုင်ပြီးကျုပ်ဝေးကနေကုန်းကုန်းလေးပြင်မဲ့ထွက်သွားကျုပ်ကအောင်းမိတယ်အိမ်ရှင်မှတ်လို့ရနေတာဧည့်သည်ကိုထွက်သွားကျုပ်ကဧည့်သည်ပဲမှတ်မကြွလှမကမကြွတော့လေမိဖို့တကားကြီးဖွင့်ထားခဲ့တော့ဟိုကောင်ဒီကောင်ဝင်စားမှစိုးလို့ပြန်လာဖနက်ကလေးကြိုင်ပြီးကျုပ်ဝေးကကုန်းပြီးဝင်သွားအဲ့ဒါအတွင်းတကကြောင်ပြေးကပ်ပြီးတော့မှလူမမြင်အောင်နေပြီးတော့ကြရာသုံးပါဗျာဧည့်သည်မှတ်တယ်လက်စသတ်တော့သူ့အိမ်ကိုစောစောကြော်စွန်းဆိုလိုက်ငါဟိုအိမ်ဒီအိမ်ကြွရပြီအတော်ဒုက္ခပေးတဲ့တကမမှတ်ထားနော်ဒုက္ခတော့မပေးကြနဲ့တချို့ကမမြင်ရင်အောင်ဆောင်တတ်ကျွတ်တို့ဘုန်းကြီးတွေကလည်းတရားနာပိဋကဟိုမမြင်ရင်အောင်ဆောင်ဘာဆောင်ဇွဲကောင်းကောင်းနဲ့ရရတာပဲဘုရားကိုတော်မြတ်ကြီးတောင်းဆွမ်းကံဖုံးပေးပါတယ်အမလေးဒီထဲမြတ်စွာဘုရားကိုတော်မြတ်ကပ်ပြီလူအတိုင်းပြည်ကြွတော့လေသပိတ်ကြီးပိုက်ပြီးဆွမ်းကံကြွတော့သုတ်တော်ရဏကြီးကြားတကိုသိတကိုလှမ်းကြည့်စမ်းပါဗျာခမဲတော်တိုင်းပြည်ရုပ်ချုပ်တဲ့ဘယင်တဆူရှိပါလျက်ကနေသူများအိမ်စဉ်ကိုရပ်ပြီးတော့မျက်နှာငဲနဲ့အခုလိုဆွမ်းခံပြီးတော့စားရလေခြင်းတော်ဝလဲတော်မနိုင်ဇွတ်လိုက်သားတော်ဗျာခမဲတော်ကိုရှက်ခွဲလိုက်တာလားသားတပါးဖယားကိုမကြွေးနိုင်ဘူးထင်လို့ယခုကဲ့သို့ပြုမှုတော်မူတာလားသူတော်ဘာတွေအထင်သေးအောင်သူ့အဖေဘယင်ကြီးကဆောင်းမကတ်လို့အခုကဲ့သို့အိမ်စဉ်ရပ်တယ်လို့ထင်အောင်သားတော်ဗျာမျက်နှာငယ်တဲ့အလုပ်ကြီးကလုပ်တော်မူပါနဲ့အဲ့ဒီချိန်ခါမှာဘုရားကိုယ်တော်မြတ်ကဆွမ်းခံဖုံးပေးရတဲ့ယဟန်သမဏတို့ရဲ့အကြောင်းပပ္ပစိတာဒေသနာကဟောလိုက်တော့သုတ်တော်ရဏကြီးသောတာပန်တိရှာတယ်မဟုတ်လားဗျဒါကြောင့်ဘုရားကိုယ်တော်မြတ်ကြီးတောင်ဆွမ်းခံဖုံးပေးတာမို့ကျွတ်တို့တန်ဃာတော်တွေမှာအိမ်စဉ်ရပ်ပြီးတော့တရားနာပိဋကဆွမ်းခံရကျုပ်လေမန္တလေးကြုံဘူးသေးတယ်ပြောရအောင်ဆွမ်းစလုံးကြီးအငွေတစ်ထောင်ထောင်နဲ့ဝင်ရတုံးအတက်ကြီးပွားတဲ့ပွဲစားနဲ့တူပါရဲ့
ဆေးဘောလေးကြီးလက်ကြမ်းညှက်လို့လဖေးကြမ်းမကန်ကြီးနဲ့တကယ်ဆိုသူကိုယ်တိုင်ထားမလောင်ဟေးတော်ကြီးကိုတော်လေးရနေတယ်မဏိနေဘူးလှပြီးဆွန်းထွက်လောင်းပါတော်ပြင်းဘုန်းကြီးလူတွေနဲ့တူပါရဲ့မဏိနေဘူးလှပြီးမဏိဆိုတာအုတ်ခေါင်းပြောအိမ်ထဲကဘွားကြီးကတော့နဲ့တော့အတင်းချင်ရေးပြုတ်ရေးမအားလို့ကိုယ်တိုင်ထွက်လောင်းငရဲကြီးတာကြလို့အဲ့ဒီကြတော့ထွက်လာဆောင်းကြီးအောင်ကြီးနဲ့ဆေးလေးတော့လဖေးတော့ပြက်တော့ပြင်းတာပြောပါတယ်ဆွန်းစလုံးကြီးကင်ပြီးမြေကြီးနဲ့တယောက်တည်းရံဖြစ်ပြီးထွက်လာတယ်ဘောက်ပဲအနာနာရောက်တော့လဲတဇွန်းချင်းမလောင်ဘူးတန်ဃာတွေအများကြီးလောင်ရတဲ့မြို့အဲ့ဒါဇလုံးကြီးတွေကဆွန်းနေဇွန်းကြီးနဲ့အကုန်ချစ်ချရက်ချကျုပ်ကလည်းချခြင်းချလိပိတ်ဖူးပြည့်အေးရောအိမ်ထဲကတက္ကမကြီးကကျုပ်အားနာတယ်နဲ့တူပါရဲ့ဖိုးကြီးနောက်ကိုတော်တွေကြံသေးသနော်ကျုပ်လည်းအားနာတော့တော်တော့မပြောဘူးကြားဘူးဖိုးကြီးနောက်ကိုတော်တွေကြံသေးသနော်ဖိုးကြီးကပြန်ပြောတယ်လူရင်းတွေရဲ့စကားပြန်မှတ်ချင်မှတ်ထားဟာဆွန်းလောင်းတာပဲဖောက်တယ်ထားလောင်းမနေနိုင်ပါဘူးကုံသွားပြီးရောပေါ့ပြင်းခါပြောပါတယ်ဆေးလိမ့်တော့လို့ဖေးတော့လေးပြက်တာနဲ့အကုန်လောင်းထဲလိုက်သူမသထားတာတော့မသိဘူးကျုပ်ကတော့အောင်းမိတယ်ဟောဒီဖိုးကြီး2ယောက်လောက်တွေ့ရင်ငါသပိတ်ကြီးဒါဘုန်းကြီးဘက်ကတွက်ခေးဟုတ်တယ်ကျွတ်တို့ဘုန်းကြီးတွေကခမည်းတော်လိုလူတွေလိုစီးပွားရေးနေတော့မကတ်ချင်နေကျွတ်တို့ကဘိုင်းနေတော့ကြိုက်ဖို့အလွန်ရေးကြီးကျွတ်တို့ကဒါပဲပြိဿဘိုက်ထဲဆွမ်းပြရင်ကျွတ်တို့လှုပ်ချင်တဲ့သာသနာရေးကိစ္စလုပ်နိုင်တာပဲပြိဿဒီပြင်ဘာမှပူစရာမရှိဘူးပြိဿမှန်လားပြိဿကြီးဒါကြောင့်ဒီဆွမ်းကိစ္စလေးတွေတကုံတိုက်ကိုအေးကလည်းတိုက်တွန်းလို့ကျုပ်ကိုယ်လည်းတိုက်တွန်းခဲ့သဖြင့်အခုစာသင်တိုက်ကသံဃာတော်တွေဆွမ်းကိစ္စတော့ဖြင့်အောင်မြင်သွားပါပြီတဲ့ဆွမ်းပန်းချမ်းချမ်းသာသာဖုံးပေးတော်မူကြရနောက်မီးစေးရေးစေးတွေဒါတွေကိုလတ်စင်ချင်းနဲ့လှူမဲ့ပုဂ္ဂိုလ်များလည်းပဲခင်ဗျားတို့စည်ရင်ပေးကြပါတချို့လည်း9ကစည်ရင်ပေးကုန်ကြပါပြီဒါကြောင့်တရားနာပိဋကကြီးအဲ့ဒီကဲ့သို့တချို့တကားတွေပြင်းပြီးတော့နေကြလို့ဒါနသက်္ကသသောပါဏံဒါနပြုတဲ့လှူတဲ့ပုဂ္ဂိုလ်ဒီနတ်ပြည်စောင်းနှံသဖွယ်ဖြစ်လို့ဓကမတွေအလှူများလို့နတ်ပြည်သွားပြီးတော့နတ်သားတယောက်နတ်သမီး900တောင်ရှိတယ်ဆိုတော့ကျွတ်တို့တကားတွေကနောက်ကောက်ကြပြီးတော့ကြံရစ်တာသနာလို့အတူတူသွားရအောင်ခမည်းတော်လည်းနတ်ပြည်ရောက်တဲ့အလုပ်တွေကြိုးစားပြီးလှူကြပါဦးဗျာတို့တကားချင်းကိုချင်းစာလို့ကဲကြည့်တရားနာပိဋကဟောမှာကလေးမလေးဆုံးကိုယ်တိုင်မလောင်းနိုင်တော့လဲကြတော်ဆုံးပါဗျာတော်ရအိမ်တို့ရတော်မူပါဗျာဒီပြန်ဆက်ကြစို့တော်ရအိမ်တို့ရတော်မူပါဗျာကြတော်ဆုံးဆိုလိုက်တော့ရှင်သာရိပုတ္တရာကိုတော်ရှင်မဟာကတ္တဗကိုတော်မြတ်ကြီးကနောက်ကိုခြေလှမ်းလေးတလှမ်းနဲ့ဆုပ်ပြီးတော့ဇုံပြန်ရက်မသွားနောက်ကြတော်ဆုံးပါဗျာတိတ်ဆထဗန်းနေပါဗျာဖရာတပည့်တော်မှာရှင်မြတ်တို့ကိုလှူဖို့ဆိုတာဝေးလို့ဖရာတပည့်တော်မှာရဲ့ဝမ်းစာအတွက်တောင်းမှအိမ်စင်းလျှောက်ပြီးတော့မျက်နှငယ်နဲ့တောင်းခံစားနေရပါလားဗျာကြွတော်မူပါဗျာကြတော်ဆုံးပါဗျာလို့ပဲလို့ပင်လျှောက်တော့လည်းမကြွတော့ကလေးမလေးစဉ်းစားလာဟဲ့အာစာမအိုးငါခွက်ထဲကထမင်းကြိုးတွေအတူခန်းနေတာနဲ့တူပါရဲ့သိမဘူးလေညှိဆင်းရလို့လူကျွေးသူကျွေးနဲ့စားရတဲ့ထမင်းကြိုးမထင်မြကြီးနဲ့သင်တော်မယ်မထင်ပါဘူးအိုးဒါပေသည်မကြွတော့ယူခြင်းလို့နဲ့တူပါရဲ့ခွက်ကလေးကင်ပြီးတော့မပြီးလှူမလို့ကြံလိုက်သိမဘူးလေတော်ပါဘူးနဲ့ပြန်ချလိုက်ခြေတုံချတုံပြုတ်ပြီးတော့နေရာမှာကဲမကြွတာကတော့အလှခံရင်လို့နဲ့တူရဲ့ညိပစားနဲ့လှူဟဲ့အာစာမဒီကနေ့အတွဲကြီးငတ်ချင်းငတ်ပါစေတော့လှူတော်လို့ဆိုပြီးတရားနာပိဋကထမင်းကျိုးထဲတဲ့ခွက်ကလေးယူလာရှင်မကတ္တဗကုတော်မြတ်ကြီးအပါရောက်တော့အလှခံတော်မူပါဗျာတပိတ်ဖုံးလေးပွင့်
တပိတ်ဖုံးလေးတဲ့လောင်းပြီးလူလိုက်တော့တဝက်လောက်ကြလက်ကလေးကာပြဟဲ့ခလေးမတက္ကမလေးနင်းအတွက်တဝက်လောက်ချမ်းအောင်ဓာရီငါအကုန်လူရင်သင်ဒီကနေ့ဘာစားမလဲလို့မမိတ်တော့လဲမိတ်တကဲ့သို့အလူကံပုဂ္ဂိုလ်များချီးမြှောက်ငဲ့ညာတာပြိဿအဲ့ဒီလိုမမိတ်တော့လဲမိတ်တကဲ့သို့ငဲ့ညာတော်မူကြသည်တချို့ကတော့ဘုန်းကြီးတွေဘာမှအလိုက်မသိဘူးတဲ့ကားပဲတဲ့ဆံကုန်မြေလေးအောင်မိတ်သူများလှူတာလက်ဆေးအသာ၌ဖုံးပေးလက်တုပ်ပြီးတော့သင်္ကန်းခေါင်းမူချုပ်ဥပြင်စင်းဆိုတဲ့အတိုင်းပြင်မော်စင်းပေါ်တတ်ထားတဲ့တချို့ကလူဘိုးတွေမထင်ပါနဲ့ဗျခမည်းတော်ခိုးနေတာတွေမခိုးအောင်တိုက်နေတာတွေမတိုက်အောင်ဆိုးနေတာတွေမဆိုးအောင်မလိမ်မာနေတာတွေလိမ်မာအောင်မိဘစော်ကားနေတဲ့ကလေးတွေမစော်ကားအောင်အန္တရာယ်မကင်းတဲ့မြို့ပြပြေးရွာတွေပရိတ်တွေရွတ်ပြီးတော့အန္တရာယ်ကင်းအောင်ခမည်းတော်လှူတဲ့ဆန်းကိုဖုံးပေးပြီးတော့စုကလေးဖြစ်တော့ချီးမြှင့်တော်မူကြသည်သီလာလေးဖြစ်တော့ပေးသွားကြသည်ရေစက်လေးဖြစ်တော့ချသွားကြသည်တရားဓမ္မလေးဖြစ်တော့မိမိစွန့်နိုင်တဲ့လောက်ဟောကြားတော်မူကြသည်ကြည်အောင်ဆက်တော်မူရပါသည်မှန်ရလားပြိဿဒါကြောင့်တရားနာပြိဿကြီးကြိုးစားပြီးတော့ကိုးကွယ်ကြဩတချို့များသမန်ငါရှံငါအောင်းမိသမန်ငါရှံငါဘယ်လိုအောင်းမိတုံးဆိုတော့တချို့ယောက်ျားတွေပြောတယ်ဟဲ့ကောင်မင်းပြင်းဖုံးကြီးဝတ်ပါလားကွာဒီတော့ဘုန်းကြီးတွေကပြင်းလို့ဝင်နေတဲ့အတိုင်းတောင်ပြောမြောက်ပြောအချို့မိန်းမတွေကလည်းသူတို့လင်သားအလုံးမလို့ပဲအိမ်တော့သေချင်းဆိုတဲ့ဒီလောက်ပြင်းလှတယ်သွားတယ်ဘုန်းကြီးကြောင့်သင်ကောင်းဝတ်ရှိစကားပြောအနှောက်မလို့အသွားမလို့ကြည့်ပြောကြပါဗျာကဲကြည့်တရားနာပြိဿဟိုမှာငဲ့ညတော်မူတဲ့ပြိဿအသမနိမှုတဝက်လောက်ချမ်းအောင်ဟဲ့လို့မပြောတော့လဲပြောတကယ်တော့လက်ကလေးကာပြတော့အရှင်မြတ်ဖျားပြီးတော့ဒီဘဝချီးမြှောက်တော်မမူပါနဲ့နောက်ဘဝကလှူလို့ရခုသူများပေးတဲ့ထမင်းညိုးစားနေရတဲ့ဆင်းရဲသမားပါဖျားတပည့်တော်သည်ဒီဘဝမှာလှူရင်နောက်ဘဝကုန်းကောက်စရာတောင်ရှိမှာမဟုတ်လို့အရှင်မြတ်ဖျားဒီဘဝဆင်းရဲတာလေးကိုငှက်ွက်တော်မမူပါနဲ့ဒီဘဝတပည့်တော်မစားရမှလေးကိုငှက်ွက်တော်မမူပါနဲ့ဖယားတပည့်တော်ဒီဘဝအတွက်မချီးမြှောက်ဖက်နဲ့တန်တရားအတွက်ချီးမြှောက်တော်မူပါအကုန်လုံးအလူခံတော်မူပါဖျားတပည့်တော်တယောက်စားလေအရှင်မယားနဲ့တပည့်တော်ခွဲမျှပြီးတော့စားလိုက်မယ်ဆိုရင်ဖြင့်တပည့်တော်လည်းမဝအရှင်မယားလည်းမမျှဖြစ်ပါလိမ့်မယ်ဖျားအလူခံတော်မူပါဖျားလို့ရှောက်ပြီးအကုန်လုံးလောင်းလှူလိုက်ဟန်ကြလိုက်တာအလူခံသွားပြီအသမညီလူတာဂျိုးတွေအသိုးလေးတွေတောင်တဝက်တစ်ပြက်ပါတယ်အယိုးအရင်တွေကလည်းပါသွားပြီတန်တော့ငါကိုတဏှာလို့စိတ်ချမ်းသာအောင်အလူခံတာလဲတူပါရဲ့အသမဖုံးမဖုံးပေးပါမလားတော်တဲ့နေရာသုံးပြစ်ခဲ့လိမ့်မထင်နဲ့အသမသူစိတ်ထဲတန်မြဖြစ်တထေသမီးသူကျွဲ့သမီးတွေကရွှေခွက်ကြီးတွေနဲ့ငွေခွက်ကြီးတွေနဲ့နောက်ကတကောင်းကောင်းလိုက်ရမှတတောင်းသမားလေးလောင်းတာသပိတ်ဖွင့်အလှခံလိုက်တော့ဟောတော့ကြည်စမ်းတတောင်းသမားရဲ့ထမင်းကျိုးထမင်းသိုးတွေတော့အလှခံတယ်အိုးညီတို့ကလည်းအေးဒါတော့အသိနေရလားကောင်းကောင်းမုံမုံမြတ်မြတ်ဖုံးပြီးတဲ့မထေမြတ်ကနေပြီးဒါဒီအလှခံနေဆိုတာဟိုကောင်မတနာလို့ပေါ့အေးဘယ်နေရာသွန်ငယ်မှမသိဘူးတို့ကကတ်ရမှာလာလိုက်ကြစို့သူတို့ကအထင်ကြီးတို့ရှင်မကတ္တဗကိုရောမြတ်ကြီးကကြွအသွားတထေသမီးသူကျွဲသမီးတွေကရွှေဗလားငွေဗလားကြီးတွေနဲ့လိုက်ကြသည်ခလေးမလေးကလည်းနောင်းရောက်ခံလိုက်သည်ငါလှူတဲ့ဆွမ်းနေသွန်းပစ်ပြီးတော့တထေသူကျွဲသမီးတွေလှူတာဖုံးပေးမှနဲ့တူပါရဲ့အသမညီလိုက်ပြီးတော့ကြည်စမ်းစိတ်မချလို့နောက်ကနေလိုက်သွားဇယက်တစ်ခုရောက်တော့ရှင်မကတ္တဗကိုရောမြတ်ကြီးဇယက်ပေါ်တဲ့ထိုင်စရာနေရာအကြည့်
တထေသမီးသူကျွဲ့သမီးတွေကနေရာခင်ပေးကြသည်ခင်ပေးတဲ့ပုံမှာတရင်သုံးတော့လက်ဆေးရည်တွေပါလေအလုံးစီစဉ်ပေးကြသည်ကတ်ကြသည်ဟောတရောင်းဆောင်မလေးကတော့တထေသမီးသူကျွဲ့သမီးတွေနောက်ကခြေပြားလေးထောက်ပြီးတော့ကတ်ရဲဘူးတိုးရဲဘူးအောက်ကနေလှမ်းကြည့်ဆင်းရဲတဲ့ကလေးမှဆိုတော့လူတော်တဲ့မဝင်ရဲဘူးအင်ကြီးလေးကလည်းစုပ်လို့ပြတ်လို့ထမိန်လေးကလည်းနွန်းနဲ့ထဲစုပ်တဲ့ထဲပြတ်တယ်အဖာထေးလေးတွေကလည်းပါတယ်အသစ်ဝဲဖို့ဆိုတာဝဲလို့ရှိတဲ့အဝတ်တစ်ထည်ကိုတစ်ခုလုံအောင်မနဲ့ချုပ်စတ်ထားရသည်ကရဲဘူးဆင်းရဲမကောင်းဘူးနော်ချမ်းသာအောင်လုပ်ကြဆင်းရဲတယ်မျက်နှာငယ်ရဘုရားတို့ဒီတော့မသိဘူးကျွတ်တို့ကြာနေခံစီတော့လတ်သဆိုင်ရှိပတ်စံရှိတဲ့လူကြပေးလေးတဲ့စာအုပ်လေးကျုပ်ထပ်ပေးမယ်အဆင်းကိုပြေလို့ပတ်စံမရှိတဲ့ကလေးမှသွားရတော့တထောင်နဲ့တွက်ဖဲတော့မှလမ်းရိုက်တွက်တဲ့လူအပြည့်မတင်နဲ့ပတ်စံမရှိလို့ဆင်းရဲလို့လူရမဝင်တာဘသူအပြည့်ကိုအပြည့်ကိုမလှူခဲ့တဲ့ပုပ်ပေစကတပုံညတာဆိုတဲ့ဒါနစက်ကြီးကပြက်ခဲလို့မှတ်သွားကြဆင်းရဲရင်မကောင်းဘူးဒါပေမဲ့လို့ဆင်းရဲချမ်းသာမရွေးလူမျိုးတိုင်းချမ်းသာတဲ့လူတွေဆင်းရဲတဲ့ပုဂ္ဂိုလ်ကိုရိုင်းမင်းကောင်းသည်မရိုင်းမင်းကောင်းဘူးလားပြိဿရိုင်းမင်းကောင်းပါလေဗျာရိုင်းမင်းညာဗျကျွတ်တို့တချို့တထေးတွေလေတိုက်ကြီးနဲ့ကြလက်ကောက်ကြီးဝဲလို့6,000တန်းတိုက်ကြီးတဲလို့ဟိုတုန်းကခုမဟုတ်ပါဘူးဘယ်နဲ့မိုးလင်းရင်လာပြီးချမ်းဆေးနဲ့စူဖို့ရွက်တယ်လေစူဖို့ရွက်လာအောင်တဲ့သူကအထက်ပန်ကြီးနဲ့ခေါ်ကလေးမလေးကသွားတယ်ပေးစမ်းနဲ့10ပြားဘူးတဲ့တန်တကားကြီးပိတ်ထားတဲ့အကြောင်းဥမာကြီးတိုက်တဲ့နေရာကနေစူပုတ်ရွက်ဝဲတာ10ပြားဘူးတညွန်ချင်းထပ်ပြီးနှိုက်တာကတကြဖိုးလောက်ကလေးမလေးကပြောရှာတယ်များပါတယ်တော်တဲ့များပါဘူးတဲ့အကြောင်းဥမာကြီးကစူပုတ်ရွက်တယ်လေအနုရမ်းစည်းဟုတ်ကြားလက်ကောက်ကြီးလည်းသတိမထားမိဘူး6,000တန်ဆောက်တဲ့ကြောင်းကြီးကိုလည်းသတိမထားမိငါပုပ်ဝေစကြောင့်ချမ်းသာတာသူခမဆင်းရဲငါဒီလိုလျှောက်ခူးပြီးတော့မရောက်နိုင်ဘူးဆင်းရဲလို့ပရိသနာဝန်စားမှုလုပ်ရတာဝဲလိုက်စမ်းပါဗျာတကြဖိုးတကြခွဲဘူးတဏှာသဖြင့်ပေးလိုက်စမ်းပါဒါနဖြစ်ပါတယ်ဒါပေမဲ့လို့ဒါနမဖြစ်နိုင်တဲ့ဒီစေတနာလေးတွေပေါ်တတ်လွန်းလို့ရိုင်းပင်ကောင်းတဲ့အကြောင်းကိုလည်းစေတနာကောင်းနဲ့ထည့်ပြောပါတယ်တထေးတွေလည်းကြုံမျက်စောင်းထိုးကြပါနဲ့အခုတထေးတွေမဟုတ်ပါဘူးဟိုတုန်းကတထေးတွေပါဗျာတို့သဘောပေါက်လောက်နော်ကြည့်တရားနာပြိတ္တဆင်းရဲမကောင်းခြေပြားလေးထောက်ကြည့်နောက်တော့သပိတ်ထဲအာစာမခေါ်တဲ့ထမင်းကျိုးရှိတဲ့ကလေးမလေးကလှူလိုက်တဲ့ဆွမ်းတွေကိုသပိတ်ထဲဟိုကအထေသမီးသူကျဲသမီးတွေကရွှေခွက်ကြီးနဲ့ကလက်နဲ့ဖယ်ပြစ်ငွေခွက်ကြီးနဲ့ကလက်နဲ့ဖယ်ပြစ်အဖုံးပေးဘူးခလေးမလေးလှူလိုက်တဲ့ထမင်းကျိုးတွေတလုံပြီးတလုံအာရပါရမြိန်ရှက်ကြီးဖုံးပေးတော်မူသည်ခလေးမလေးကလေဟောဖုံးပေးနေတာနဲ့တူပါရဲ့ဟင်ဟိုတထေးသမီးကရှေ့ကရွှေခွက်ကြီးနဲ့ငါလှူလိုက်တဲ့သပိတ်ထဲကဆွမ်းနေဖုံးပေးတာလားသူရွှေခွက်ထဲကဆွမ်းနေဖုံးပေးတာလားငါမြင်ရအောင်ကြည့်မဲနဲ့တရားနာပြိဿကြီးဟိုကုသိုလ်ပြုဆောက်ထားတဲ့ဇယက်ဆိုတော့ရှာရိုးချမ်းမဟုတ်ဘူးပေါ့လက်တလုံးလောက်ချားနေတဲ့ကြမ်းပေါက်လေးအောက်ကနေသွားပြီးမျက်နှာတော်မော့ကြည့်ဟောဖုံးပေးလိုက်တာအားရလိုက်ပါပြီအမလေးငါဝမ်းသာလိုက်ပါပြီအာစာမညီသွန်းပြစ်လိုက်မယ်ထင်တာတွေ
ညီတောင်မလွဲသာလို့စားရတဲ့အစားအစာတွေကိုညီချီမြောက်တဲ့အနေနဲ့ဖုံးပေးနေတော်မူပြီးဝမ်းသာလိုက်ပါပြီပြုံးပြီးတော့မျက်ရည်လေးတွေကျလာပြိတ္တပြုံးပြီးဗာလေးတွေကျလာဝမ်းသာလို့ပြုံးသည်မျက်ရည်ကျတာကသားရီဟူသောချစ်ချင်းနဲ့ချစ်လိုက်မိသည်ပြုံးပြီးမျက်ရည်ကျပြုံးမျက်ရည်ဇက်ကခုခိရိုက်နေတာဒါမျိုးများလားဟဲ့အောင်းမိတ်ကြည့်ရတာကိုဒီလိုအာရပါရကြီးဖုံးပေးတော်မူကတထေသမီးသူကျွဲ့သမီးတွေကကြည်စမ်းမတော်တို့လှူတာမွန်မွန်မြတ်မြတ်ထောပတ်စီဦးတွေနဲ့ကြကြနာနာတန်ဃာတွေနဲ့ချက်ပြီးတော့ကတ်တာကြတော့မဖုံးပေးဘူးဟိုသရောင်းသမားလေးလှူလိုက်တဲ့ထမင်းညိုထမင်းသူတွေကြတော့ကျွဲ့တွင်းရီလောင်တော့ကြည်စမ်းစားလိုက်တာမကြေမနပ်ဖြစ်နေတာသူတို့လှူတာမစားလို့ပြေးသားကြီးမကြေမနပ်မဖြစ်ဘူးလားတထေကတော့တထေသမီးတွေသူကျွဲ့သမီးတွေရှင်မကသဗ္ဗကိုရောမြတ်ကြီးကရွှေခွက်နဲ့ကြာကြာနာနာကတ်တာတွေဖုံးပေးရလားပြိဿကြည်ရှင်မကသဗ္ဗကိုရောမြတ်ကြီးအဲ့ဒါလိုဖုံးပေးတော့တထေသမီးသူကျွဲ့သမီးတွေကမကြေမနပ်နဲ့ကြည်ကြအဲ့ဒါလိုလဲဖုံးပေးပြီးပါလေရောဇယပေါ်ကဆင်းပြီးတော့အကျွမ်းကလေးမလေးဒူးလေးတုတ်လက်အုပ်ကလေးချီလို့မျက်ရည်တွေနဲ့ရှင်မြတ်ဖျားကြွတော်မယ်လားဖျားအရှင်မြတ်ကြွတော်မှလားဖျားတပည့်တော်ဆင်းရဲပါဖျားတပည့်တော်လှူလိုက်တဲ့ဆွမ်းလေးဖုံးပေးတာကိုတပည့်တော်ဇယပေါ်တက်ပြီးတော့မြတ်တော်မခတ်ဖဲနဲ့အာရပါရကြီးကြီးညိုခြင်းပေးမယ်လို့မလားပါဗျာဆင်းရဲတဲ့မိမမှုအပေါ်မတက်ရဲပါဗျာတပည့်တော်တက်ရင်လည်းငေါ့ထုတ်ကြမှာဗျာခြီတောင်းနဲ့ကန်ထုတ်ကြမှာဗျာဒါတော့အရှင်မယားဖုံးပေးတာကိုတပည့်တော်ကြမ်းပေါအောက်ကလှမ်းကြည့်တာမြင်ရလို့ဝမ်းသာလိုက်တာဗျာတပည့်တော်မပဲလို့ဝမ်းသာမှမသိဘူးဗျာဟဲ့အာစာမဟဲ့အာစာမသင်သည်တဲ့ဟောလွန်ခဲ့တဲ့နောက်ဘဝကငါရဲ့အမေတော်စပ်ဖူးခဲ့သည်အာစာမဒါလေးအမိတ်ရှိပြီးကြွသွားတာဘာမှပြောဘူးပါဇက်လေးဟပြီးတော့ကြံရစ်ဟောငါကသူ့အမေတော်ခဲ့ဘူးတဲ့ဟုတ်ပါပြီလူကမပြောသွေးကပြောတဲ့ငါလူတဲ့ဆန်းတွေကိုဖုံးပေးတာကြမ်းပေါအောက်ကချောင်းကြည့်ရင်းနဲ့ငါဝမ်းသားလို့ပြုံယုံနေမကငါကိုလာလွယ်ဆဲလာဖွာပြီးတော့ထားတဲ့သားကလေးကသူသားရီဟုသောချစ်ချင်းကြောင့်ငါမျက်ရည်တွေကျခဲ့ရပြီအခုလေငါသားတော်ခဲ့ဘူးတဲ့အရှင်မြတ်ဖျားရှင်မြတ်ဖျားပဲကြောင်းတိုင်းမှာတရင်သုံးတယ်လို့ဘယ်နဲ့ကြောင့်မိတ်သွားတော့မမူတာတော့သားတော်ကြီးရှင်မကတ္တဗဝလီဝန္တလိုက်တာတဖြည်းဖြည်းနဲ့သားကိုတဟောကြည့်ဒီကြည့်နဲ့ဆင်းရဲတဲ့သရောင်းသမားမို့လဲနောက်ကမလိုက်ရဲ့လိုက်ပြောင်းတော့လေအန္တရာယ်တွေတွေ့လာမှစိုးရသဖြင့်ပိဿကြီးတရွေ့ရွေ့အချိန်တစ်ဖြည်းဖြည်းလေးကုံသွားရမှဆရာပေါ်တက်လို့ဒီနေ့အာဟာရကလည်းတစ်စိမ့်မှမစားရနောက်ထပ်လည်းထပ်ပြီးတော့သူ့အတွက်စားကြရမတောင်းခံတော့ပဲနဲ့တာရဲ့ကတ္တဗမလေးငါသားတော်ကြီးအခုပဲမှသတင်းသုံးပါလေအလိုဖယားဖယားအစားကလည်းပိုက်ထဲမှာမရှိဒီကနေ့တစ်စိမ့်မှလည်းမစားရသားကိုလွန်းတဲ့စိတ်တွေကရင်ထဲမှာတလိမ့်လိမ့်တက်ပြီးတော့လာလိုက်တာမောလိုက်တာတယောက်တည်းကုသူမရှိကဲသူမရှိနဲ့တာကတ္တဗသားတော်ကြီးဘယ်မှာသတင်းသုံးတယ်လို့အမေဟိုပြောမသွားပါလားဘယ်ကြောင့်တိုက်ကိုအမေလိုက်ရပါမထိုးသားကြီးမျက်စီတဲ့ငါသားကြီးရွှေပြတ်တော်ကြီးမထွက်ဘူးအလိုဖယား
ကုသိုလ်မရှိကဲသိုလ်မရှိတဲ့မျက်စိတွေလည်းပြားလာပြီငါဒီကနေ့နေရတော့မှမဟုတ်ပါဘူးတာရဲ့ရှင်မကသဘာကိုတော်ကြီးဟောဒီဆွမ်းကတ်တဲ့အမေအိုကြီးအမေပိဿသူအိုသေးတာမဟုတ်ဘူးနော်သားဆိုတဲ့စိတ်ကစွန်းလိုက်တော့သူ့ကိုယ်သူလူအိုကြီးထင်သွားသားအမေအိုကြီးပြစ်ပြီးတော့ယခုကြောင်းတော်ကြွဆွမ်းအနုမောဒနာတရားတော်ပါလေမှာဟောပြီးတော့ပြသွားတော့မမူပါလားလွန်လိုက်တာလွန်နာကြပြီးတော့အမေသေးရတော့မထင်ပါရဲ့သားမောင်ရဲ့ထဲမှာတက်လေသားတော်ကြီးရှင်မကသဘာမမိခင်ငယ်မြေရောစီငိုကကြီးပါလို့ဒီဒီမြေဝလေသားတော်ကိုလွှမ်းတဲ့စိတ်တွေနဲ့မျက်ရည်ကြလို့သေရတော့မထင်ပါရဲ့မမိခင်ငယ်မြေရောစီငိုကကြီးပါလို့ဒီဒီမြေခွေးရင်ကနွမ်းသားမောင်ကိုလွှမ်းဟွန်းတာနဲ့ပြမမပြီဟဲ့မပြမမပြီလူကလေးရဲ့မလေးအမေရင်နဲ့ချမ်းကွဲပြီးတော့သေရကြီးရဲ့လေသားသက်ဝေရလေးလွမ်းမြေရင်အမေပြရပါဘောခွေးရင်ကဖြေမရွှင်နိုင်မှုသေခြင်းအောင်မောသေခြင်းအောင်မောအမလေးငိုးနေတာမိမကျုပ်ကယောက်ျားကဖြစ်တယ်ဟုတ်တယ်ဗျမိမသားဆိုတာအတွန့်နဲ့အတက်နဲ့ရှားရှိတယ်လည်းမအောင်ဘူးနဲ့နည်းနည်းတော့ရှိလိုက်ရအောင်နားထောင်ကြည့်ခွေးကြီးကဖြေမရွှင်မှုသေခြင်းအောင်မောဒီလိုလာရမှာမိမသားသေခြင်းအောင်မောအမေဒီလိုလာရမှာကျုပ်ကလည်းအော်တာအော်ရတာခက်ရှက်ရှက်ဒါကြောင့်ရှည်လိုက်ပါဦးမယ်ဆိုမှသားရဲ့လူလေးရှင်မကသဘာအမေပဲလိုက်ပြီးတော့ရှာရပါမတော့တရားဓမ္မတွေမဟောရထားပါတော့ဘယ်ကြောင်းတိုင်းမှာနေတယ်ဘယ်ကြောင်းတိုင်းမှာသတည်သုံးတယ်လို့မှမိန့်သွားတော့မမူပါလားအမေပဲလို့မှဖြေလို့မရတော့ပါလားသားရဲ့ရှင်မကသဘာနောက်ဘဝကအမေတော်တဲ့သင်မိခင်ကြီးသင်ကြုံမဲ့လို့မရှိပေမဲ့လို့အခုဟောဒီဇယပေါ်မှာတရောင်းသမားကြီးယခုအချိန်ကစပြီးတော့မနေရလို့ငါသားကိုတန်းတက်ပြီးငိုပေးမယ်လို့အမေငိုတဲ့အတန်တွေကိုသားတော်ကြီးကြားတော့မှမဟုတ်ပါဘူးဘလို့ရှင်းတယ်လို့ဆိုလာပြီအမေနေရတော့ပါဦးသားတော်ကြီးတော်ပြီအာစက်ကလေးလေကြပြီးဟောဇယပေါ်ခောက်ကနေအနိစ္စရောက်အဲ့ဒီလိုအနိစ္စရောက်ပြီးတော့တရားနာပရိသတ်ကြီးအိတ်သောယောက်ျားနိုးတော်လာခဲ့သို့အထက်နေမှာနရတိနတ်ပြေမှာစံစားရရှာသည်နတ်ပြေရောက်မသွားဘူးလားပရိသတ်ဘသူကချီးမြှောက်တာတော့ဟဲ့အမလေးဇတ်ထုတ်လေးပေါ်အောင်လည်းပြောလိုက်ကြပါအောင်ဘသူကချီးမြှောက်တာတော့ဟဲ့သားဟောင်းတော့ဒီဘဝသားမဟုတ်ဘူးဇတ်ထုတ်လေးပေါ်အောင်အမိပေးထားတာလေးကြိုက်သွားအောင်ပရိသတ်ကြီးဘသူကချီးမြှောက်တာပါလေအဲ့ဒီရှင်မကသဘာလွန်ခဲ့တဲ့သုံးဘဝကတော်ခဲ့တဲ့သားဟောင်းကချီးမြှောက်လို့အခုမိခင်ဖြစ်တဲ့အာစာမဘယ်ရောက်ပါလိမ့်ပရိသတ်နတ်ပြည်ရောက်သွားသည်ဒါကြောင့်တရားနာပရိသတ်တကယ်ယဟန္တာကြီးကလည်းဖြစ်ပြန်နိရောဓသမဘာမှလည်းအထာစေရနာကလည်းစင်ကြယ်ဝတ္ထုပစ္စည်းခေါ်တဲ့ထမင်းမျိုးကလည်းခိုးလှူတဲ့ပစ္စည်းမဟုတ်လို့တမ္မာရာ၄ချက်ကပြည့်စုံလို့ဒိဋ္ဌဓမ္မအကျိုးပေးပြီးတော့သားဟောင်းချီမြောက်နတ်ပြည်ရောက်ဆိုသည့်အတိုင်းနတ်ပြည်ရောက်သွားတဲ့နေရာမှာကျွတ်တို့ဒီကနေ့ညနေထိတန်းပါတယ်12နာရီ14မိနစ်ပါဗျာ
စောပါတယ်မနေ့ဖြင်ကကြတော့နောက်ဆုံးညအကောင်းဆုံးဖြစ်တဲ့နောက်ဆုံးဌာနီလွမ်းမြတ်ကြီးဟောမှာဖြစ်လို့စောစောကြွကြပါကန်ကန်ခဏလေးဆိုဆောင်မှတကဘာလုံးမှမြတ်တတာချမ်းသာကိုစိတ်မြဲပါစေအားလုံးကိုရလင်းညကြွရောက်လာကြတဲ့တရားနာပိဋကကြီးချမ်းသာကြပါစေအားလုံးကိုယနေ့ညကြွရောက်လာကြတဲ့တရားနာပိဋကကြီးကျမ်းမာကြပါစေအိမ်ပြန်ပို့ကြပါစို့အတ္တဂေဟေပြောသမျှဟောသမျှတွေကသဘောမကြပဲအပြစ်တွေးခဲ့လျင်ချီရင်နဲ့ဖုံမုံစိတ်တွေပြစ်ပြရသည်သည်သောမိမိတို့အင်္ဂါဌာနသို့နိဝတ္တန်တုသည်ခရသာပြန်ကြပြီတော့နိဝတ္တန်တုမေတ္တာယုဘခါဖြောင်းလိုက်မယ်ပြစ်ပရာတွေဝေးရကမြန်စီရောခြေသာဆွေကလျှောင်းပြီးကိုစိတ်နှပြချမ်းသာစွာဖြင့်မှန်စွာမနေပြန်ပါလေတော့ပြန်ကြစေကုန်သတည်း